အားလုံးမင်္ဂလာပါဒါတော့လောကနာရဲ့ဆက်နံပါတ်10 Whisper in the World က box ဖြစ်ပါတယ်ဒီထဲကပတ်တစ်ခုကိုကျွန်တော်ဒီနေ့ဖောက်အောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Hobbyist Caravan ပါလောကနာရဲ့ box ထဲမှာဆိုလို့ရှိရင်သူကဘူစာဘက်24ခုပါတယ်ဘူစာဘက်တစ်ခုမှာဆိုလို့ရှိရင်ကတ်စနက်ကတ်ပါတယ်ပေါ့နော်အဲ့စနက်ကအပြင်မှာကျွန်တော်တို့ဟို extra တစ်ခက်တော့ပါလေးရှိတယ်။ကဲကျွန်တော်ဒီဟာဘယ်ဟာဖောက်ရင်ကောင်းမလဲမသိဘူး။ကျွန်တော် daisy တက်ဘက်ကိုဖောက်ရပါမယ်။ကဲကျွန်တော်ဘာကတ်ဒီများရှင်းမလဲမသိဘူး။ကျွန်တော်တို့ဒါပထမဆုံးကျွန်တော်တို့ Hobbyist Caravan ကနေပြီးတော့စဖောက်တဲ့လောကနာပတ်လေးပေါ့နော်။ကျွန်တော်တို့အတူတူကြည့်ရအောင်။ဒါတော့သူ extra ပြည့်ကပ်ပါဒါမှဆိုရင်တော့ story တစ်ခုပါမယ်ပေါ့နော်ကြည့်ရတော့ story တစ်ခုပါပါတယ်ပုံမှန်ဆိုရင်ဒါ common ကတ်တွေပေါ့နော် SR Dishan Brooklyn နော် Mr. Bigley Phoenix Hassan ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့အန်ကွန်မွန်လာမှာပြပါတယ်အခုမှဆိုရင် ABC ရတယ်ဒါကတော့ item cap ပေါ့နော်ကျွန်တော် Amber ရဲ့ item cap ဖြစ်ပါတယ်Zeus ပါသူအဝလေးရောက်လာရပါတော့ကဲဒါပြီးရင်တော့ကျွန်တော်တို့ Rebel ရောက်သွားမယ်ရှင်နေ Rebel မှာပါလေ Mock Clip ရတယ်နောက်တော့ ready ကဘာဖြစ်မလဲheadless horseman ကျွန်တော်တို့မှတ်မိမထင်နဲ့သူကတော့ငါ့ကိုတော့အဲ့ဒါပြီးရင်ဘာရမလဲဒီမှာကြည့်တော့ကျွန်တော်ဒီမှာ foil ကဘာဖြစ်မလဲမသိဘူး Chubble Crate ကျွန်တော်သိထားမသိဘူးเนาะဒီဟာ okay ဒီမှာတော့ကျွန်တော်တို့ legendary ကတော့မပါဘူးဒါပေမဲ့ဘာဖြစ်ဖြစ်ကျွန်တော်တို့ common ကတည်းရတယ်နောက်ပြီးတော့ကျွန်တော်တို့ uncommon နောက် rareဒါတော့ကျွန်တော်တို့ fight ကတော့တကယ်ပေါ့နော်မမတိချူချောင်းမပေါ့ပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးပတ်တွေဖောက်ချင်လို့ရှိရင်ကျွန်တော်တို့ဆိုင်မှာဆိုလို့ဒီမှာဖောက်ပြီးသားလောကနာဆက်တန်းရဲ့ပတ်လေးရှိရပေါ့နော်ဒီမှာပတ်တစ်ခုကိုကျွန်တော်တို့3000မှာကျွန်တော်လာဖောက်ရရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖောက်ရင်းနဲ့မှကျွန်တော်လောကနာကက်ကဲကိုကျွန်တော် Hobbyist Caravan မှာလာဆောက်ရရပါတယ်အားလုံးကျေးဇူးတင်ပါတယ်